မိသားစုအိမ်ချမ်းများနေပြန်လဲကြိုဆိုပါတယ်အခုတခါအယောင်လေးကိုမိတ်ဆက်ပေးမှာတော့တိုက်ကြီးမျိုးခရိုင်ချင်းဆက်လမ်းပေါ်မှာရှိတဲ့6ဧကခွဲကျယ်ဝန်းတဲ့ကြီးမြေနဲ့မိတ်ဆက်ပေးပါမယ်ရှင်ဥယျာဉ်ချမ်းမြေဖြစ်ပြီးတော့အထဲမှာအပင်လေးတွေအများစွာပါဝင်ပါတယ်ကျမနဲ့တူအထဲကိုလိုက်လံကြည့်ရှုပေးပါရှင်ဒါကတော့ချမ်းဝင်လန်းဖြစ်ပါတယ်ရှင်ဒီချမ်းလေးရဲ့ဒီရှေ့ကလမ်းဆိုလို့ရှိရင်ဧက2000စိုက်ပျိုးမွေးမြူရေးစုံကိုသွားတဲ့လမ်းဖြစ်ပါတယ်ဒီကွန်ကရစ်လမ်းမေးတင်မှာရှိတဲ့ခြံလေးနဲ့မိတ်ဆက်ပေးပါမယ်ရှင်ခြံထဲမှာတော့ပီဟိုပင်ရယ်ပိန်းလဲပင်ရယ်ကျွဲကောပင်မလကာပင်ပါဝင်ပါတယ်ဒီပင်လေးတွေပါပါမယ်နော်ပီဟိုပင်လေးဆိုလို့ရှိရင်ဒီလိုမျိုးတီးနေပြီးတော့မှဲ့နေပါပြီပီဟိုတွေကမလကာတီးတွေဆိုလို့ရှိရင်လည်းတီးနေပါပြီပိန်းလဲပင်လည်းပါပါမယ်ပီဟိုပင်နဲ့မလကာပင်ကတော့အပင်ရာကျော်ရှိပါတယ်ရှင်ပိန်းလဲပင်ရယ်တရက်ပင်ရတော့အပင်အနှင်းငယ်ပါဝင်ပါတယ်ရှင်ခြံဧကကတော့စုစုပေါင်း6ဧကခွဲကျယ်ဝန်းပြီးတော့ကြီးမြေမျိုးစားဖြစ်ပါတယ်ရှင်ပိုင်ဆိုင်မှုခိုင်မာပါတယ်ရှုပ်ရှင်းခင်းပါတယ်မြေစင်းမှာစိတ်ယူလို့ရပါတယ်ရှင်အားလုံးပေါင်းရောင်းဈေးကတော့6ဧကခွဲကို3,500နဲ့ရောင်းပေးမှာဖြစ်ပါတယ်ရှင်ညှိနှိုင်းရောင်းချပေးပါမယ်တေးသေးဆိုင်ဆိုင်ဆိုညှိနှိုင်းဈေးရှိပါတယ်ရှင်ခြံလေးတွေကိုတစ်ချက်လောက်ပတ်ကြည့်ပေးပါရှင်တီဟိုပင်နေဆိုလို့ရှင်လဲတီဟိုတီးတွေဆိုလဲဒီလိုမှဲ့နေပါပြီเนาะအများကြီးပါခြံထဲမှာတီဟိုတီးတွေတီဟိုပင်တွေလည်းမှဲ့ပြီးတော့တပိတ်တာကို6000ဈေးရပါတယ်ရှင်တီဟိုတီးတွေကခေါင်းဈေးရအခုလောလောဆယ်တီဟိုတီးတွေမှဲ့ပြီးတော့ဒီမှာအမြင်နဲ့အတိုင်းပါပဲအောက်မှာတောင်ဒီတိုင်းကိုကျကြနေကြတာပါအများကြီးပဲဟိုမှာပြောရင်းဆိုရင်ဟိုမှာတစ်လုံးကျကြလာပါပြီဒီမှာလူမျိုးတွေကိုတီဟိုတီးတွေကိုမှဲ့နေရပါရှင်ဒီခြံကြီး6ဧကခွဲကျယ်ဝန်းတဲ့ခြံကြီးအကုန်လုံးဟိုမှာ3,500နဲ့ရောင်းချပေးပါမယ်3,500ညှိနှိုင်းဈေးလေးရှိပါတယ်ရှင်